မင်္ဂလာပါ DBS ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့ tokenized stocks ပေါ့နော် crypto exchange တွေပေါ်မှာအခုတလောခေတ်စားနေတဲ့ stocks တွေကို exchange ပေါ်မှာ trade လို့ရပြီဆိုတဲ့ဟာအဲ့ဒါဘာလဲပေါ့နော်လူတွေကျွန်တော်တို့လာမေးကြတယ်အဲ့ဒါစိတ်ချရလားဒီ stocks တွေကတကယ်ရောအပြင်က stocks တွေတူလားဘာတွေကွာလဲဒါတွေကျွန်တော်တို့မေးကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာတွေပိုင်တယ်လဲဘာတွေမပိုင်ဘူးလဲဘာတွေဖြစ်နိုင်တယ်လဲဘာတွေဖြစ်ခဲ့တယ်လဲ SPX IPO တော့ဘာဖြစ်ခဲ့တယ်လဲဒါတွေကိုကျွန်တော်တို့ကဒီမှာတစ်ချက် research လုပ်ပြီးလေ့လာကြည့်မယ်အဲ့တော့ tokenized stocks ဆိုတိုင်းမတူဘူးပေါ့နော်အဲ့တော့ဒီမှာအကြီးဆုံးအနေနဲ့ type A နဲ့ type B နှစ်ခုကျွန်တော်တို့ခွဲလို့ရတယ်ဒီထက်ပိုပြီးတော့လည်းခွဲလို့ရတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါ simple ဖြစ်သွားအောင် type A နဲ့ type B လို့ကျွန်တော်ခွဲလိုက်တယ်ပေါ့နော် type A ကဘာလဲဆိုလို့ရှိရင် fully backed လို့ခေါ်တယ် one အချိုး one custody ဆိုလိုတာက issuer လို့ခေါ်တဲ့ဒီရောင်းတဲ့လူက real share real stocks ရဲ့ real share ကိုတကယ်ဝယ်ပြီးတော့မှတကယ်ကင်ထားတယ်ပြီးရင်အဲ့ဒီ real share ကိုတုံးပြီးတော့မှ token issue လုပ်တယ် real share one share တိုင်းကို1 token ထုတ်လိုက်တာကျွန်တော်တို့အရင်တော့လုပ်တဲ့ USDT USDC ဒီအခုရှိတဲ့ဒါကျွန်တော်တို့ဒါ stable coin ပေါ့နော်ဒါတွေရောရွှေမှာ Pascal လိုဟာမျိုးတအောင်စားကို1 token ထုတ်ထားအဲ့တိုင်းပဲ share ကိုလည်း1အချို့1ထုတ်ထားတဲ့ token ဖြစ်တယ်နော် regulated custodian holds the access ဒီ share ကိုအစိုးရကနေပြီးတော့တကယ် regulation နဲ့ချုပ်ကင်ထားတဲ့တကယ် control လုပ်ထားတဲ့ဒီတကယ် custodian ပေါ့နော်တကယ်အဖွဲ့အစည်းတစ်ခုကကင်ထားတယ်အဲ့တော့ယုံကြည်ရတယ်ဟုတ်ပြီနော်အဲ့တော့ dividends တွေ dividends လို့ခေါ်တဲ့ကျွန်တော်တို့ဒါအတိုးပေါ့နော်ဒီပြောရရင်ကိုအမြတ်ကိုခွဲပြီးတော့ရတဲ့ဟာပေါ့လေအဲ့ဒီကောင်ကဒီ automatically on chain ပေါ့နော် chain ပေါ်ကနေပြီးတော့ဖြန့်ဝေတာမျိုးရှိတယ်တချို့ stocks တွေကြတော့လေ dividends မရဘူးပေါ့တချို့ stock token တွေကြတော့ dividends ရတယ်ပေါ့နော်ရတဲ့ဟာတွေကိုလည်းကျွန်တော်တို့ဒါ blockchain ပေါ်ကနေ automatically ဖြန့်ဝေပေးတယ်ပေါ့နော်ပြီးရင်platform နဲ့ custodian risk stay exit ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ဒီလူတွေကအဖွဲ့အစည်းက custodian က Binance တို့ဘာလို့ platform တွေကတကယ် stocks ကိုဝယ်ပြီးတော့ကင်ထားတယ်ဆိုပေမဲ့အဲ့ဒီ platform ပြိုသွားရင်အဲ့ဒီ platform ကိုအပိတ်ခံလိုက်ရတာတို့ဘာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ risk ကတကယ်ရှိနေတော့မယ်အခုလိုကြီးတော့ risk မရှိရတာမဟုတ်ဘူးဒါပေမဲ့ risk တော့ရှိတော့မယ်ပေါ့နော်အဲ့ example နဲ့ပြောဆိုလို့ရှိရင် X-Stocks လို့ခေါ်ရတာ Kraken ကလုပ်တဲ့ X-Stocks ရှိမယ် Binance ကနေအခုကြီးညာထားတဲ့ B-Stocks ကဒီထဲမှာအကျုံးဝင်တယ် Type B လို့ခေါ်တဲ့ကောင်ကကျွန်တော်ဘာလို့ဆိုလို့ရှိရင် synthetic ဆိုတဲ့အတိုင်းပဲသူကတကယ်ဒီ fully backed 1-on-1 custody မဟုတ်ဘူးတကယ် share ကိုမကင်ထားဘူး derivative လို့ခေါ်တဲ့ future contract ပုံစံမျိုးသွားတဲ့ဟာဖြစ်တယ် Oracle base ဖြစ်တယ်နော်အဲ့တော့ real share တွေဘယ်နေရာမှာမှဝယ်ထားခြင်းမရှိပါဘူးပြီးရင် Oracle ဒါမှမဟုတ် algorithm အရ price ကို track လိုက်လုပ်ပြီးတော့မှအဲ့ဒီ price နဲ့အညီဖြစ်အောင်လိုက်ပြီးတော့ just တူအောင်လိုက်လုပ်ထားခြင်းဒါဖြစ်ပါတယ်တကယ် share ကိုကင်ထားတာမဟုတ်ပါဘူး leverage price bet လုပ်နေခြင်းဖြစ်ပါတယ်ဆိုတော့ price ဒီလောက်ထိတက်မယ်ဒီလောက်ထိကျမယ်ဆိုတော့ leverage နဲ့လိုက်ပြီး trade ခြင်းသာဖြစ်ပါတယ်တကယ် stocks ကိုတကယ်မရပါဘူး platform ပြတ်သွားရင်0ဖြစ်သွားပါလိမ့်မယ်ဒီလိုမျိုးဒီကနေပြီးတော့ဒီregulated ပေါ့နော်ဒီမှာregulated custodian ကနေကင်ထားတာမဟုတ်ပါဘူးဟောအဲ့ဒါဒီချက်သတိထားရမယ် now FTX တုန်းကကျွန်တော်ဖြစ်ခဲ့တဲ့ tokenized stock ဆိုတဲ့ကောင်ဒီကောင်လုပ်ခဲ့တာရှိတယ်အဲ့ဒါဒီ type B ဖြစ်မယ်လို့ကျွန်တော်တို့ကထင်ထားတယ်ပေါ့နော်အဲ့တော့2022မှာတော့ FTX ပြိုလဲခဲ့တော့ holder စီတပြားမှမရခဲ့ပါဘူးဒါက type B ကပို့ပြီးတော့အနေများပါတယ်နော်အဲ့တော့ဘာတကယ်ရတယ်လဲအဲ့တော့တကယ် brokerage အဆင့်နဲ့ tokenized stock နဲ့ဘာကွာလဲပေါ့နော်ဆိုတော့ brokerage အဆင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နာမည်အဆင့်နဲ့ share ကို registration ရပါတယ် tokenized stock ကမရပါဘူး voting rights တွေရပါတယ် shareholder meeting တွေတက်လို့ရပါတယ် voting rights တွေတကယ်ရပါတယ် tokenized stock မရပါဘူး SIPC ပေါ့နော် protection insurance protection ပေါ့နော်ဒေါ်လာ9သိန်းထိရပါတယ် brokerage က tokenized stock ကကျတော့ partially ပဲရပါမယ်အပြည့်မရပါဘူး price exposure เนาะ gains နဲ့ loss ရှိပါတယ် price တကယ်တက်ရင်တက်တယ်ကြရင်ကျတယ်လေဒါကတော့နှစ်ခုစလုံးပါ trade လုပ်လို့ရတယ် dividend income က real brokerage ကရတယ် tokenized stocks တွေကတော့ရချင်မှရတယ်မရချင်လည်းမရเนาะအဲ့ဒါရှိမယ် 24/7 trading access က real brokerage တွေကမပေးပါဘူး tokenized stocks တွေကရတယ်เนาะဘာလို့24/7 crypto exchange ပေါ်မှာ trade လို့ရတယ် DeFi နဲ့ on-chain usability က real brokerage ကမပေးပါဘူး tokenized stock မှာတော့ခုနကကျွန်တော်ပြောခဲ့တဲ့အချိန်မှာရှိတဲ့ type A တခုတည်းရပဲ DeFi ဖြစ်ပါတယ်
self custody ကိုယ့်ရဲ့ wallet ထဲမှာ stocks ကို share ကိုတင်လို့ရလားမရပါဘူး tokenized stock ကတော့ type A ဆိုလို့ရှိရင်ကိုယ့်ရဲ့ wallet ထဲကိုအဲ့ token ကိုတင်လို့ရပါတယ်เนาะဒါတွေကကွာဟချက်ကလေးပေါ့ okay long term ကင်လို့ရတာ risk တွေရဲ့ဘာတွေရှိလဲဆိုလို့ရှိရင် risk 3ခုရှိတယ်နံပါတ်1 platform risk ရှိတယ် Binance ကြီးပြိုသွားရင် B-Stock လည်းပါသွားမှာပဲเนาะ exchange ရော issue က go bankrupt ဖြစ်သွားတယ်ကျွန်တော်တို့ရဲ့ token claim က wallet 0ကိုက်သွားနိုင်တယ် unsecured creditor ဖြစ်တယ် shareholder မဟုတ်ဘူးဟုတ်ပြီเนาะအဲ့တော့ shareholder မဟုတ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာတွေရှိနေတယ်အဲ့တော့ FTA တုန်းက36 tokenized stock ရှိတယ်ပြတ်သွားတဲ့အချိန်မှာ0ကိုက်သွားတယ် okay custody risk ထပ်ရှိသေးတယ်ဘာလဲဆိုလို့ရှိရင်ပြဿနာကဒီ platform တစ်ခုလည်းမဟုတ်ဘူး platform ကတခြားတပ်ပါတီတယောက်ကိုကိုယ်ပတ်စံတွေကိုပေးပြီးတော့သူက tokenize ဟို share ကိုဝယ်ခိုင်းပြီးတော့အဲ့ share နဲ့101တူတဲ့ tokenize ကိုထုတ်ထားတာဖြစ်တဲ့ကြောင့်မလို့ခုန share ကင်ထားတဲ့ကောင်ပြဿနာတက်ရင်လေကျွန်တော်တို့ကပြဿနာတက်မယ်ဟုတ်ပြီနော်အဲ့တော့တပ်ပါတီ custodian ကင်ထားတာဖြစ်တယ်ဥပမာ Kraken ဆိုလို့ရှိရင် X-Stocks ကိုသူကထုတ်တယ် X-Stock ကဒီဗာလဲ Abacus Security ဆိုရဲကောင်နဲ့ပေါင်းပြီးတော့ကင်ထားတာအဲ့ Abacus Security က fail သွားရင် insurance ကပေးတော့ပေးမယ်ဒါပေမဲ့ fully တော့ cover ဖြစ်မှာမဟုတ်လားအဲ့ဒါလေးတွေရှိတယ်အဲ့တော့ဘသူက stocks ကိုတကယ်ကင်ထားရလဲဆိုတာကိုကျွန်တော်တို့ကမေးနေတာပေါ့နော်နံပါတ်3က regulatory risks အဲ့တော့ဒီ tokenized stocks တွေကို SEC တွေက rule လုပ်ထားတယ်နော်ဘယ်လို rule လုပ်ထားလဲဆိုလို့ရှိရင် evolving ဖြစ်နေတဲ့ level ဆိုပြီးတော့ rule လုပ်ထားတယ်အကယ်၍ hot ပိတ်လိုက်ပါ delete လုပ်လိုက်ပါလို့ပြောရင်လုပ်ပေးရမှာပဲ platform တွေကလေအဲ့တော့ပြဿနာကကျွန်တော်တို့ UX security ဘိုင်းတွေကကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့သွားမလဲဒီ token တွေကိုပိတ်ခိုင်းမှလားဒါတွေကျွန်တော်ကမသေးကြသေးဘူးเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ3ခုကကျွန်တော် risk ဖြစ်နေတယ် recommendation ပြောမှဆိုလို့ရှိရင်တော့ long term stock ownership လုပ်မယ်ဆိုလို့ရှိရင်တော့တော့ regulated brokerage ပေါ့နော်အဲ့ဒီ brokerage တွေကိုကျွန်တော်မှစာလုံးမှဆိုလို့ရှိရင်မူးလို့ပါရှိတယ်နိသူတို့စီကနေဝယ်ပြီးတော့ကင်တာပဲအကောင်းဆုံးဖြစ်လိမ့်မယ်နော်အဲ့တော့ SpaceX တော့ဘာဖြစ်ခဲ့လဲနောက်ဆုံး recently ဖြစ်ခဲ့တဲ့ပြဿနာ SpaceX မှာဖြစ်ခဲ့ဒီ Binance ရဲ့ Bybit ရဲ့ပေးခဲ့တဲ့3ခုပေါင်းပြီးတော့ကျွန်တော်တို့ဒါ958တန်းကိုလူပေါင်း29,900 subscriber စီကနေပြီးကျွန်တော်တို့ဟို subscribe လုပ်ထားခဲ့တာပေါ့နော်ဒါပေမဲ့ share တကယ် IPO တင်တဲ့အချိန်မှာ share တစ်ခုမှမရခဲ့ဘူးသူတို့ကြိုးရောင်းထားတာ share တွေကို SpaceX IPO တကယ်ဝင်လဲဝင်ရောအဲ့ဒီ share တစ်ခုမှတကယ်မရခဲ့ဘူးအကုန်လုံး cancel လုပ်လိုက်ရတယ် face ဖြစ်သွားတာကျွန်တော် IPO size က75 billion ဖြစ်သွားတယ် over subscribe ဖြစ်သွားတာနောက်တော့တကယ်ရောင်းစရာရှိတဲ့75 billion IPO အတွက်ကိုကျွန်တော်တို့ကြိုပြီးတော့ဝယ်ထားကြတဲ့လူက250 billion တောင်ရှိတယ်အဲ့ဒီအတွက် Binance campaign တစ်ခုတည်းမှာပဲခုနက number ကဒီ3ခုက958ခုက557 million ကဒီ3ခုပေါင်းမဟုတ်ဘူးเนาะ Binance တစ်ခုတည်းကိုပြောတာသေးတာအဲ့တော့958တန်း crypto subscription ရခဲ့တယ်ဒါပေမဲ့ဒီမှာ over subscribe ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့၄ဆဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကျွန်တော်တို့ share တွေကိုဘယ်သူမှဒီ Binance ရော Bybit ကိုပေးခဲ့ကောဘယ်သူမှdeliver မလုပ်နိုင်ဘူးအကုန် cancel ဖြစ်သွားတယ်เนาะအဲ့တော့ဒါကခုန crypto exchange အနေနဲ့ tokenized stocks တွေရဲ့ပြဿနာပေါ့လေ okay အဲ့တော့ Binance ရဲ့ B stocks ကိုလေ့လာကြည့်မယ် tokenized security เนาะ BNB chain ပေါ်မှာသူတင်ထားတဲ့ tokenized security တွေဖြစ်တယ်အဲ့တော့101 back လုပ်ထားတယ်အဲ့တော့ share ကိုတကယ်ဝယ်ထားပြီးတော့မှကျွန်တော်တို့ကို token ထုတ်ပေးတာ Next Trading Limited လို့ခေါ်တဲ့ Binance Broker Dealer ကနေပြီးတော့ဝယ်ထားတယ်ပြီးတော့ B stock တစ်ခုတည်းက one reaction နဲ့လုံးဝကျွန်တော် regulated custody အနေနဲ့ကင်ထားတာဖြစ်တယ်เนาะ BEP20 ကိုတုံးထားတယ် BNB chain เนาะ standard BEP20 token တွေဖြစ်တယ်24/7 trading ရတယ် auto corporate actions အဲ့တော့ဥပမာ stock split တွေကျွန်တော် dividends တွေဒါတွေအကုန်လုံးကို auto ရတာဖြစ်တယ်เนาะ manual claim မလို့drip setup မလို့เนาะအဲ့တော့ဒီမှာထူးခြားတာတစ်ခုကတော့ထူးခြားတာတဲ့ကျွန်တော်တို့သတိထားမယ့်အရာတစ်ခုကကျွန်တော်ဗာလဲဆိုလို့ရှိရင် share ကိုကျွန်တော်တို့ direct ပိုင်ဆိုင်မှုမရှိဘူးဒါကကျွန်တော်သတိထားမယ့်ကိစ္စ voting right လည်းမရှိဘူး Binance နဲ့ဒီ BTC holding အကုန်ပြုတ်သွားရင်ကျွန်တော်တို့ပါမွေးသွားနိုင်တယ်เนาะဒါရှိအဲ့တော့ Maxi ကအခုလောက်ထားတဲ့ real stock ဆိုတဲ့ဟာရှိတယ်အဲ့ကြောင့်သူက broker ကနေပြီးတော့တကယ် share ကိုတကယ်ပိုင်တာเนาะ real share ဖြစ်တဲ့သူက token မဟုတ် token issue မလုပ်ဘူး actual brokerage equity position atomic boss ကို boss ဆိုရဲဒီ company ကနေဖြတ်ပြီးကျွန်တော်တကယ်ပိုင်တာတကယ် closest to real ownership on any crypto exchange ဖြစ်တယ် USDT in shares out
ကျွန်တော်တို့ deposit USD လောက်လိုက်လို့ရှိရင် zero slip bit conversion ဖြစ်မယ်ပြီးရင် broker ကတကယ် real share ကိုဝယ်ပေးတယ်ပြီးရင် separate brokerage account မလို့အဲ့တော့ Maxi ကတော်တော်ဆယ်မှာတကယ် real stocks ကိုဝယ်နိုင်ကြီးဝယ်လို့ရနေတဲ့တူဦးရ broker ဖြစ်နေတာပေါ့နော်တကယ် real dividends တွေပေးတယ်နော်ပြီးရင် zero platform fee Maxi က platform fee လုံးဝဟို charge မလုပ်ဘူးပေါ့နော်ဒါပေမဲ့ launch period ထဲမှာပေါ့နော် okay အဲ့တော့ share တွေက atomic boss ဆိုတဲ့ကောင်ကကျွန်တော်တို့ကိုယ်စားကင်ထားတာเนาะကျွန်တော်တို့နာမည်နဲ့တော့မဟုတ်ဘူးเนาะ risk တော့ရှိသေးတယ်ဒါပေမဲ့ share တော့ကျွန်တော်တို့တကယ်ဝယ်လိုက်သလိုဖြစ်သွားတယ်เนาะအဲ့တော့ B stock versus real stock ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Binance က BEP20 token BNB chain ပေါ်မှာရတာ real stock Maxi ကကျတော့ brokerage equity position တကယ်ရတာဖြစ်တယ်တကယ် stocks ကိုကင်တာလားဆိုတော့ yes B stocks က next trading ကကင်ထားတယ်real stock မှာလည်း atomic boss ကကင်ထားတယ် token က B stock ကထုတ်ပေးတယ် real stock က token မထုတ်ပေးဘူး trading hour က 24/7 Binance မှာရတယ် real stock Maxi ကထူးခြားချက်က NYSE next hour ပဲ trade လို့ရတာဖြစ်ပါတယ် self custody ကကျွန်တော်တို့ကိုယ့်ရဲ့ wallet ထဲကိုထည့်လို့ရလားဆိုရတယ် B stock က real stock ကမရ DeFi ကသူက token ဖြစ်တဲ့ကြောင့်လို့ Binance ကရတယ် Maxi ကမရ Dividends က auto on chain ပေးတယ် Binance ကပေါ့နော် Maxi ကကျတော့ real dividends တကယ်အစ်စ်ပေးတာဖြစ်တယ် B stocks ကို Maxi ရောကျွန်တော်တို့နှစ်ခုစလုံး real voting rights မရပါဘူး regulated ကတော့သူက Abu Dhabi ကျွန်တော်တို့ Dubai ကကျွန်တော်တို့ ADGM က regulated ဖြစ်ပါတယ် US broker ဖြစ်တဲ့ Atomic Boss ကိုじゃ Maxi ကဂိုင်ထားတာဖြစ်တယ်24/7 trading နဲ့ DeFi ကိုယူရဲဆိုလို့ရှိရင် Binance ကကောင်းပါတယ် long term holding နဲ့ real equity လိုချင်တာဆိုလို့ရှိရင်တော့ Maxi မှာဝယ်လို့ရပါတယ် okay အဲ့တော့ဒါကတော့ regulatory picture လေးပေါ့လေကျွန်တော်တို့ဘိုးတော်လောဆယ်မှာဒီဇင်ဘာ2025မှာ SEC ပေါ့နော်ဒါ US SEC က broker dealers တွေကို crypto security တွေအတွက်ကိုဘယ်လိုကိုင်ရမလဲဆိုတော့ guidance ထုတ်ပေးတယ် January မှာ tokenized security ရတယ် March မှာ SEC က Nasdaq ကို blockchain sentiment အတွက် approve ပေးထားတယ်เนาะဂျွန်ဒီယန်နေ့မှာ Maxi ထွက်တယ် Binance က B stock ကိုဂျွန်7မှာထွက်တာเนาะအဲ့တော့ crypto fan တွေကို opportunity trade tokenized US stocks ကို plan ကိုသူက delay တော့လုပ်ထားတယ်လောလောဆယ်ပေါ့နော် unsold ဖြစ်နေတယ်ဒါလည်းသတိထားရမယ့်တစ်ချက်ပေါ့နော် okay အဲ့တော့ tokenized stocks တွေမဝယ်ခင်မှာကျွန်တော်သတိထားရမယ်သိထားရမယ်အချက်5ချက်ရှိပါတယ်တကယ် stock အစ်စ်ကိုဝယ်တာမဟုတ်ပါဘူး contractual ပေါ့နော် custodial claim တွေကိုဝယ်တာဖြစ်တယ်အမြဲတမ်းမေးရမှာ1-on-1 back လား synthetic လား 1-on-1 back ကိုပဲဝယ်ပါ clearly answer မလုပ်နိုင်ဘူးဆိုလို့ရှိရင်မဝယ်ပါနဲ့ SpaceX ကကျွန်တော်တို့ tokenized platform တွေကဒီ IPO တွေအရင်မိုက်ပြီးတအား hot ဖြစ်ပြီဆိုလို့ရှိရင်ရမယ်လို့သူကကျွန်တော်တို့ဒီမှာ cannot guarantee အားမခံနိုင်ဘူးအဲ့ဒါသတိထားเนาะဝယ်လို့မရရင်တော့ခိုင်းအောင်အဲ့တော့ Binance ရဲ့ B stock က24/7 trade လို့ရတယ် DeFi ရှိမယ် real stock ကကြတော့ Maxi ကကြတော့တကယ် real ownership နဲ့စင်တယ်เนาะ true long term investing အတွက်ကိုကြာလို့ရှိရင်เนาะ tokenized stock တွေကတကယ်တော့မကောင်းပါဘူး okay တကယ် broker နေဝယ်တာပဲကောင်းပါတယ် okay ဒီနေ့ပြီးတော့ကြည့်ပြကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဆက်ဆက်မလို့ရသေးဘူးဆိုတော့ subscribe လေးလုပ်ခဲ့ပေးပါဝင်နေလေးဖြစ်ပါစေ